ဂျိုဂျိုနဲ့နေရွက်ပိတ်ဆိုပေမဲ့ F မှာတော့ညီမလေးတို့မလွယ်အားလုံးပဲမိလာများ Ryan 7 Online Agency ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ဒီဘက် Premier League မှာစောပိုင်းပွဲအနေနဲ့လဘာဦးနဲ့ Chelsea တို့ကထိတိုက်တွေ့ဆုံမှုပြင် F မှာရှင်မိုင်ကစားရဖို့ရှိနေပါတယ်။နှစ်တင်းစလုံးကလည်းဥရောပဝင်ခွင့်ရရှိအတွက်လက်ကျန်ပွဲတွေမှာအနိုင်ယူဖို့လိုအပ်နေတာကြောင့်ဒီပွဲကတော့အကျိတ်နဲ့ဖြစ်လာအောင်ပါပါ။လဘာဦးကတရားဒီလုံးရလက်တွေမတည်ငြိမ်တဲ့အသင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာချန်ပီယံဖြစ်ခဲ့ပေမဲ့ဒီရာသီမှာဖလားအားလုံးကိုလက်လွတ်ထားခဲ့ရပြီးသားဂျိုဂျာတို့ဟာချန်ပီယံလိဝင်ကိုအာယုံဆိုင်ဘုတ်တစ်ခုတည်းသာကျန်နေတာကြောင့်ပြီးခဲ့တဲ့တစ်ပတ်မှာမန်ချက်စတာယူနိုက်တက်ကိုရှုံးနေထားပါတယ်။လဘာဦးကအစင်လေးနေရာမှာရှိနေပေမဲ့ချန်ပီယံလိဝင်ခွင့်ရဖို့မသေးကြသေးတာကြောင့်ရာသီကုန်ထိရုံးရဖို့ဖြစ်လာပါတယ်။ Chelsea ကတော့လီယန်ရိုစင်နီယာဂျင်းစုနဲ့အစင်ကုန်းနေရာကြီးရောက်နေပြီးဥရောပဝင်ခွင့်ရဖို့တော့မနေအားထုတ်ရဖို့ရှိနေပါတယ်။ Chelsea ကနောက်ဆုံး9ပွဲမှာ FA ကပ်တဲ့ပွဲပဲအနိုင်ရထားသလို Premier League နောက်ဆုံး6ပွဲဆက်တိုက်ရှုံးနေထားပြီးသွင်းဂိုးကလည်းတကိုးတည်းသာသွင်းနိုင်ခဲ့ပါသေးတယ်။နှစ်ဖက်အသင်းအထက်ထွေးဆုံမှုတွေကတော့အသင်းကြီးတို့ထုံးစံအတိုင်းတယောက်တည်းအနိုင်ရနေတတ်တာဖြစ်ပြီးအိမ်ဝင်အားသာချက်လည်းကိုစီရှိကြပါတယ်။ဒီပွဲမှာတော်လေးရေးပါတဲ့အချက်ကတော့ဒန်ယာကစားမာတွေပါပဲ။ Chelsea ဘက်မှာ Sanchez, Esteban, Jimmy Keaton, Pedro Neto နဲ့ Garnacho တို့အားလုံးဒန်ယာရအဆင့်ထဲမှာရှိနေကြပြီးလဘာဦးကတော့ကိုလိုမာ2ယောက်စလုံး Isan, Ekitike နဲ့ဆာလာတို့3ယောက်အပြင်ကန်စင်မှုတွေမှာလဲချော်နေကြသေးတာကြောင့်လွင်အားကအတော်လေးရောနေပါတယ်။ဒီလိုဆိုရင်တော့ညီမလေးတို့တက်ပြက်နေကြတော့ FA မှာလဘာဦးတို့ရလက်ကောင်းယူကြရမှာပါ။ Chelsea ကနောက်တစ်ပွဲဟာ Man City နဲ့ FA Cup Final ဖြစ်တာကြောင့်ဥရောပလမ်းကိုဖလားကင်ပြီးရှာဖွေနိုင်ပါတယ်။ဂျိုဂျိုနဲ့နေရွက်ပဲ့ချင်းဆိုပေမဲ့လဘာဦးကပဲအနိုင်ရနိုင်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။